အောင်မဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာဖေးဖေးဘာသာပင်ရေးသားထားတဲ့နှလုံးသားအာဟာရသစာများအတွက်တည်းအပိုင်းရှိတဲ့ညီကိုနှစ်ယောက်ဖတ်ပြပေးခြင်းပါတယ်မိသားစုပိုင်ရှာမြေတစ်ခုကိုညီအကိုနှစ်ယောက်အတူတကွလုပ်ကန်ကြသည်တယောက်ကအိမ်နောက်တဲ့သူ့မိသားစုကကြည်သည်နောက်တစ်ယောက်ကလူပြလွတ်လွတ်တနေ့ကအလုပ်လုပ်ပြီးလျင်လေယာထွက်သည့်နတ်များနဲ့ရောင်းချရသည့်အမျက်အစွန်းများကိုညီအကိုနှစ်ယောက်ညီတူမျှတူခွဲဝေယူကြသည်တနေ့မှာတော့တကူရဲသမားစဉ်းစားသည်လေယာထွက်သည့်နတ်တွေအချိုးအမျက်တွေကိုညီတူမျှတူခွဲဝေနေတာမသိဘူးငါအတယောက်တည်းသမားငါလိုအပ်ချက်ကနည်းနည်းလေးဒီလိုတွေးကညစင်ညတိုင်းသူ့စပတ်ကြီးမှစပားတအိတ်စီထန်းကကွင်းပြင်ကိုတိတ်တဲ့စိတ်ဖြတ်တန်းပြီးသူ့အကိုအိမ်ကစပတ်ကြီးရဲသွားထည့်သည်ဒီအတွင်းအိမ်နောက်ရှင်အကိုကြီးကလည်းစဉ်းစားသည်ဒီနံတွေဝင်ငွေတွေကိုညီတူမျှတူဝေယူနေကြတာမမှန်ဘူးငါကအိမ်နောက်တဲ့ငါမှအသက်ကြီးရဲ့အချိန်ပြုစုဆောက်ရှောက်ဖို့မိန်းမရှိရဲ့သားထောက်သမီးခံရှိရဲ့ငါညီမတယောက်တည်းမမကြီးမကျန်းရေးဆိုရင်ဆောက်ရှောက်မဲ့သူမရှိဘူးဟူရှိတွေကညတိုင်းစပားတအိတ်စီထမ်းပြီးသူ့ညီစပတ်ကြီးတဲ့သွားထည့်သည်ဒီလိုနဲ့နှစ်ချီ၍ကြာလာသည်ခုစပတ်ကြီးတဲကစပားတွေညစစ်ထုတ်ယူနေပါလျက်ရော့နေသွားခြင်းမရှိသည်ကိုနှစ်ယောက်လုံးပဲစဉ်းစားမရဖြစ်နေကြသည်သို့သောမှောင်မင်းမဲညတည၌ညီအကိုနှစ်ယောက်ဝင်တိုက်မိကြသည်ဒီတော့မှပဲတယောက်ကိုတယောက်ကြည့်ကဖြစ်ပြနေပုံအလုံးစုံကိုနှစ်ယောက်သာသိမြင်သွားကြသည်စပားအိတ်တွေပြစ်ချကညီအကိုတွေတဦးကိုတဦးတင်းတင်းဖတ်ထားလိုက်မိကြလေသည်မူရှင် More Sour Sea စာအုပ်မှာအမည်မသိရေးသားသူ၏ Two Brothers အဆုံးထိနားထောင်ပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အခုလိုဖတ်ပြပေးတဲ့ဗီဒီယိုလေးတွေကိုကြိုက်နှစ်သက်တဲ့ဆိုရင် like and subscribe လုပ်ခဲ့ပေးပါအောင်နော်